ကျွန်တော်ပြောမယ်အကိုကြီးမနေ့ကအကိုကြီးကိုမနေ့ကထမင်းသားချက်ဖို့အကိုကြီးကိုနှိုးတာဘာသူဒီနောက်ကအပင်ကနောက်ကပင်ကအော်အော်ဘလို့អော်တာပထမကိုနေမနိုးခင်អော်တာနှစ်ချက်သုံးချက်အော်အော်ဟုတ်ကျဲဟုတ်ကျဲအော်ပြီးတော့လေးချက်လောက်ကြာနေသူကလည်းခေါနှိုးတာကိုမကြားတော့အော်အဲ့ဒါနည်းနည်းကျဲလားကျဲလားညာရကအော်မလို့ပြောပါနောက်ပိုင်း6ချက်9ချက်10ချက်9ချက်ဒီတော့ကအပင်អော်နေကြငါဟုတ်တယ်နောက်ဆုံးတစ်ချက်អော်လိုက်အတန်းပူကြောက်ကြအောင်ဒေါသတော့တကယ်အဲ့ဒီကအခုမရှိတော့မနေ့ဆိုမနိုးလို့အဲ့သူလဲနေ့တကူကမိမရောက်သွားနေတယ်အဲ့မသိဘူးအဲ့အော်တဲ့မကြားတော့လို့မနေ့ဆိုလေ9နာရီလောက်မှနိုးတော့တယ်အရင်ဆို6နာရီမထိုးခင်9နာရီခွဲလောက်သူအဲ့အော်စားပါပြီအခုအဲ့အော်တဲ့မကြားတာ10ရက်ကျော်15ရက်လောက်ရှိပါပြီအဲ့ငါလေဝါစာများမိပါလားဒါမှမဟုတ်မိမရောက်လာမသိဘူးလေရသွားလားမရသွားလားမသိဘူးအခုအော်တဲ့မရှိလို့မနေ့ဆိုရင်ထမင်းထားချက်ကပန်းကရာနော်ရေဆို9နာရီ10မိနစ်15မိနစ်ဆိုရင်မနေ့စာစားပြီးနေပြီအခု9နာရီခွဲလို့မနေ့စာမစားသေးဘူးချက်တုံးပြုတ်တော့ဟာတဲ့အတန်လုံးတော့မဟုတ်ဘူးတကယ်ဒေါသကြီးတဲ့အော်အဲ့အတန်ပြင်းနဲ့အော်တဲ့အော်နောက်ဖေးကခြံနေရအိမ်ထဲလောက်လေးဝမ်းနဲ့ပြစ်သွားလားတန်းနဲ့ပြစ်သွားလားမသိဘူးမကြားတော့ဘူးကင်းနေရပြီးတော့တိုးတိတ်အောင်ထူပြီးတော့တခြားမြို့ရာကြီးဟိုနေဘာလဲရောင်နောက်စရုံးပါလားမသိဘူးမယားနောက်လိုက်သွားလားလင်းနောက်လိုက်သွားလားမသိဘူးအခုမကြားတာကြာသွားပြီ